မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာကေဇက်သတင်းဌာနကကျွန်တော်နိုင်စိုးအောင်ပါမုတ်တုံကလာရောက်ရှိလာပြီဖြစ်၍တဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့နိုင်ငံတော်ဒုသမ္မတဦးညိုစောတာဝန်ရှိသူတွေကိုပြောကြားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မေလ25ရက်နေ့မှာအမျိုးသားတဘာဝဘေးအန်ရဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညီနိုင်အစည်းအဝေးကိုမနေ့ကမွန်းလယ်ပိုင်းမှာနေပြည်တော်ရှိလူမှုကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနမှကျင်းပရာအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးညိုစောတက်ရောက်အမှားစကားပြောကြားခဲ့တာဖြစ်ပါတယ်ဒုတိယသမ္မတဦးညိုစောကယခုကာလသည်မုတ်တုံကာလရောက်ရှိလာပြီဖြစ်၍မုတ်တုံကာလမှာဖြစ်ပေါ်လေးရှိတဲ့မှုန်တိုင်းမြစ်ရည်ကြီးခြင်းအပါအဝင်နောက်ဆက်တွဲဘေးအန္တရာယ်များကိုဒေသအလိုက်သတိပြုရန်ကြိုတင်ပြင်ဆင်ထားမှုလုပ်ငန်းများကိုအလေးထားဆောင်ရွက်သွားကြရန်မှာကြားခဲ့ပါတယ်။ဒါအပြင်မိုးလေဝသဆိုင်ရာခံမှန်းချက်ကြိုတင်သတိပေးချက်များကိုမျက်ခြေမပြတ်ဂရုတစိုက်သိရှိစေရန်လိုအပ်ကြောင်းကိုလည်းမှာကြားခဲ့ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းဒေသတချို့မှာအပူချိန်များလာပြီးအနီးညိုဖြစ်နိုင်ခြေကိုလည်းတွေ့ရှိရကြောင်းနဲ့တစ်ဖက်မှာလည်းငလျင်ဘေးအန္တရာယ်ကိုအထူးသတိပြုရန်လိုအပ်ကြောင်းမှာကြားခဲ့ပါတယ်။ဒါအပြင်တဘာဝဘေးဆိုင်ရာအန္တရာယ်မျိုးမျိုးအတွက်ဝန်ကြီးဌာနများနဲ့နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက်ကြိုတင်ပြင်ဆင်မှုများကဏ္ဍအလိုက်ဆောင်ရွက်ကြရန်ကိုလည်းမှာကြားခဲ့ပါတယ်။ဖြစ်ပွားလာနိုင်တဲ့ဘေးအန္တရာယ်များနဲ့ပတ်သက်ပြီးလူနဲ့တိရစ္ဆာန်များပြောင်းရွှေ့ရေးယာယီနေရာချထားရေးအရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေးလုံခြုံရေးစိုက်ပျိုးရေးမွေးမြူရေးများအပါအဝင်ထိခိုက်နိုင်တဲ့အသက်မွေးကြောင်းလုပ်ငန်းများမှာပြန်လည်ကုစားမဲ့အစီအစဉ်များနဲ့ဒေသလိုက်တည်ရှိနေတဲ့ဆယ်မြောင်းတာတမန်များကြန့်ခိုင်မှုထိန်းသိမ်းရေးနဲ့ပညာရေးကျန်းမာရေးဆိုင်ရာများလုပ်ငန်းလည်ပတ်မှုမပြတ်တောက်စေရန်အစီအမံများကိုလည်းကဏ္ဍစုံမှာကြိုတင်ပြင်ဆင်ထားကြရန်ကိုလည်းလိုအပ်ကြောင်းကိုမှာကြားခဲ့ပါတယ်မြန်မာကေဇက်ရဲ့သတင်းတွေကို TikTok YouTube Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ